အားလုံးပဲမိမိရဲ့ခေါင်းပေါ်မှာလက်တင်လာရအောင်ဒီနေ့ဖျားခင်သင်ရဲ့ grace ကိုနောက်တစ်ဆင့်ပို့ပေးမယ်ဒီကာလမှာဖျားရှင်ဝိညာဉ်တော်ကျွန်တော်ဖော်ပြတယ်ဒီထဲမှာရှိတဲ့သူရဲ့ impact ကကြီးတော့မယ်မတ်တရထားရအောင်အားလုံးပဲ praise the lord မိမိရဲ့ခေါင်းပေါ်မှာလက်တင်လာပါယေရှုနာမနဲ့သင်ပေါ်မှာကျွန်တော်ကြီးညာတယ် grow in grace grow in grace grow in grace ယေရှုခရစ်ပေါလုကပြောတယ်ကျေးဇူးတော်များပြားပါစေကျေးဇူးတော်ရှိပါစေတော့ယခုပင်စိတ်လွတ်တယ် grow in grace in the knowledge of our Lord Jesus Christ in the knowledge of our Lord Jesus Christ knowledge အထဲမှာ grace က grow ဖြစ်နေတယ်ယေရှုခရစ်တော်နာမနဲ့သင်တို့ပေါ်မှာကောင်းချီးပေးတယ် knowledge နဲ့ပတ်သက်ပြီး unlock လုပ်တယ် knowledge နဲ့ပတ်သက်ပြီးပိတ်ဆို့နေတဲ့များအားလုံးကိုဖွင့်ထုတ်တယ်သခင်ယေရှုနာမနဲ့ကောင်းချီးပေးတယ်ဒီရက်30အထဲမှာလာစာမဟုတ်တဲ့ဝင်ငွေတွေဝင်လာတော့မယ် in the name of Jesus အဲ့ဒီရဲ့ knowledge ကိုသင်တို့ထဲကိုထည့်တယ်အဲ့ဒါက epigenosis supernatural knowledge သင်ထဲကိုထည့်တယ်အဲ့ knowledge ကလာစာမဟုတ်တဲ့ဝင်ငွေတွေဝင်လာတော့မယ်In the name of Jesus, in the name of Jesus, in the name of Amen. That is mad on me. You buy your that is mad on me. Oh la baha sanda la baha shala baha. Oh rabaha. Tinti la rema chansi la re. အချို့တွေလုပ်ငန်းတွေစဉ်းစားတယ်ငါတစ်လောက်သိန်း300ဝင်မယ်ငါတစ်လောက်သိန်း900ဝင်မယ်ငါတစ်လောက်သိန်း1000ဝင်မယ်ဘုရားရှင်ပြောတင် limit လောက်ထားတယ် pulling down stronghold pulling down imagination အဲ့ဒီရဲ့ imagination ဖြိုချဖို့လိုတယ်အဲ့ဒီ imagination ဖြိုချပါအဲ့ပစံကမလုံလောက်ဘူးအဲ့ပစံကတင်တယောက်တည်းမလုံလောက်ဘူးအဲ့ပစံကနိုင်ငံတွေကိုကျွေးလို့မရအောင်နိုင်ငံတွေကိုသာသနာပြုလို့မရအောင်ဘုရားရှင်ပြောတယ်ဒီ imagination မို့ငါသင်ကိုထဲ့စေခြင်းနဲ့ imagination ဟာနိုင်ငံတွေကိုကျွေးတဲ့ငွေနိုင်ငံတွေကိုကျွေးလို့ရတဲ့ဝင်ငွေမျိုးအချို့တွေ billion level လို့လောက်ရတော့မယ်သင်ရဲ့ imagination ဒီ billion ဝင်ငွေနဲ့ပတ်သက်ပြီးစဉ်းစားတဲ့ imagination multi millionaire billionaire multi billionaire ဖြစ်လာလိမ့်မယ် in the mighty name of Jesus ယေရှုနာမနဲ့သင်ရဲ့ mindset ကိုကျွန်တော်ကောင်းကြီးပေးတယ်ယနေ့ပင်ကြောက်နှလုံးကိုထုတ်ပြီးအသားနှလုံးကိုပေးဖို့ဆုတောင်းပေးတယ်ဘုရားရှင်ဝိညာဉ်တော်ဖော်ပြတယ်တဲ့ဝိညာဉ်တော်ဘုရားကသင်ကိုစကားပြောနေတယ်ဒီနေ့စာပြီးသင်နာကိုယူဆိုင်ရမယ်အဘယ်သို့ကြားနာရသည်ကိုသတိပြုကြလော့အဘယ်သို့ကြားနာရသည်ကိုသတိပြုကြလော့ဘာလို့သင်ကြားတာကသင်ကိုယုံကြည်ခြင်းပဲဖြစ်စေတာမဟုတ်သင်ကြားတာသင်ကိုတန်တရားပဲဖြစ်စေတာမဟုတ်သင်ကြားတာသင်ကို mindset ဖြစ်စေတယ် mindset ဖြစ်စေတယ် mindset ဖြစ်စေတယ်သင်သိတဲ့ knowledge တွေကသင်ကို mindset ဖြစ်စေဒီနေ့ငါနာကိုငါစိတ်နှလုံးငါဆောင်းရှောက်မယ်အရာခက်တဲ့ငါလက်မခံတော့ information တိုင်းငါလက်မခံတော့ information တိုင်းငါမခံယူတော့ဒီနေ့စပြီးငါရဲ့နာငါစိတ်နှလုံးငါခရူးဆိုင်မယ်ကျမ်းစာပြောတဲ့မျက်စိဒီခန္ဓာကိုယ်ရဲ့စီမီဖြစ်တယ်မျက်စိမေးဆိုင်ရင်တကူလုံးမိုက်လိမ့်မယ်မျက်စိကြည်လင်တကူလုံးလင်းလိမ့်မယ်ယနေ့ပင်သင်ရဲ့မျက်စိကိုဘီလီယံနာဖြစ်ဖို့စပြီးတော့ဖယ်ထားလိုက်တော့ဒီမျက်စိဒီဘီလီယံနာဖြစ်ဖို့ယူပါယုံတွေကိုကြည့်တဲ့မျက်စိဖြစ်တယ် in the name of Jesus ယေရှုနာမနဲ့ miracle maker သင်သားတွေရဲ့မျက်စိကိုကောင်းကြီးပေးတယ်ဒီမျက်စိဒီတိုင်းနိုင်ငံတွေကိုကောင်းကြီးပေးဖို့ဖျားခွဲခံဖို့အတွက်ဖျားသခင်ရွေးချယ်ထားတဲ့မျက်စိတွေဖြစ်တယ်ဒီမျက်စိအားဖြင့်နိုင်ငံတွေကိုကောင်းကြီးဖြစ်စေတဲ့ယူပါယုံတွေဝင်လာမယ်ဒီမျက်စိအားဖြင့်နိုင်ငံတွေကိုကောင်းကြီးပေးမဲ့ယူပါယုံတွေဝင်လာမယ်မျက်စိပေါ်လက်တင်ထားပါ I bless your eyes ဒီနေ့ပဲသင်မျက်စိဒီစင်ရဲ့ခြင်းကိုသွားတော့လမ်းကိုမကြည့်မိဖို့အတွက်ယေရှုနာမ၌ကောင်းကြီးပေးတယ်။အိုးစင်ရဲ့ခြင်းကိုပုံဖော်ထားတဲ့ကြာရှုံးခြင်းတွေကိုပုံဖော်ထားတဲ့ရုပ်ရှင်တွေကိုမကြည့်ဖို့ယေရှုနာမ၌ကောင်းကြီးပေးတယ်။တေခြင်းကိုခေါ်သွားမဲ့ယူပါယုံတွေကိုမြင်စေတဲ့ဇလန်းတွေရုပ်ရှင်တွေကိုမမြင်ဖို့ယေရှုနာမနဲ့သင်မျက်စိကိုကောင်းကြီးပေးတယ်။သင်တို့ရဲ့မျက်စိဒီထာဝရဘုရားဖို့ဖြစ်တယ်။သင်တို့ရဲ့မျက်စိဒီကောင်းကင်နိုင်ငံရဲ့ယူပါယုံတွေကိုကြည့်ဖို့ရွေးချယ်ထားတဲ့မျက်စိတွေဖြစ်တယ်။ I bless your eyes in the name of Jesus ။မိမိရဲ့နားထဲမှာလက်ကိုထည့်ပါ။ယနေ့ကြားသောသတင်းတိုင်းဟာအဲ့ဒီတွေကိုကြားမယ်။သတင်းကောင်းတွေကိုကြားမယ်။ကြွယ်ဝခြင်းကိုကြားမယ်။မီလီယံနဲ့ပတ်သက်တဲ့ဝင်ငွေတွေကိုကြားမယ်။ idea တွေကိုရမယ်။နီးလန်းတွေကိုရမယ်။ဒီနားဒီအတမွေးလောက်တော့အစာအတွက်ကြားတော့နားမဟုတ်ပါဒီနားဒီလူမျိုးတကာကိုကောင်းကြီးပေးဖို့အတွက်ကောင်းကြီးဘလို့ရမလဲဆိုတဲ့အကြောင်းအရာနဲ့တ
တင်းတွေ idea တွေကိုရဖို့ကြားသောနားဖြစ်တယ်ဒီနေ့ပင်ဒီနားအလုံးကောင်းကြီးပေးတယ်စာတန်ရဲ့လိန်ညာတဲ့အတန်တွေအလုံးကို block လုပ်တယ်စာတန်လိန်ညာပြီးထည့်ထားတဲ့အတန်တွေအလုံးကိုမောင်းထုတ်တယ်စာတန်လိန်ညာပြီးထည့်ထားတဲ့မားယွင်းတဲ့အတန်တွေအလုံးရှင်းထုတ်တယ်ထွက်သွားသူတို့နားတွေကထွက်သွားသူတို့အတန်တွေကထွက်သွားမားပြီးကြားနေတဲ့အတန်တွေအလုံးယေရှုနာမနဲ့ထွက်သွားဖို့အမိန့်ပေးတယ်ယနေ့ပင်သူတို့ရဲ့နားကိုကောင်းကြီးပေးတယ်ဘုရားသခင်အသက်တော်စီနဲ့ဖိတ်သိမ့်တယ် next level idea တွေကိုကြားသောနားဖြစ်စေပါ next level vision တွေကိုမြင်သောနားဖြစ်စေပါကြားသောနားဖြစ်စေပါ in the name of Jesus ဘုရားသခင်ကအာဗြဟံကိုစကားပြောလို့ရတယ်လို့သင်ကိုပြောလို့ရဖို့ဆုတောင်းပေးတယ်ဘုရားသခင်အာဗြဟံကိုလုပ်ငန်းတည်တည်လေး project အတွက်စကားလာပြောတာမဟုတ် global awakening အတွက်စကားပြောတယ် global awakening အတွက်စကားပြောလို့ရတဲ့နားဖြစ်စေဖို့ယေရှုနာမနဲ့ကောင်းချီးပေးတယ်သင်နားတွေကိုလူတစ်ခါအတွက်အချိန်မပေးနဲ့ကြာရှုံးခြင်းတွေကိုနားထောင်ဖို့အချိန်မပေးနဲ့ဒီနေ့ပဲသင်နားကိုကောင်းကင်တမန်အတွက်ဖယ်တာတန်ရှင်သောဝိညာဉ်တော်အတွက်ဖယ်တာ billion project တွေလာပြောလိုက်မယ် billion project တွေရောက်လာလိမ့်မယ် in the name of Jesus Ola mahasanta kabahaya in the mighty name of Jesus တို့ရဲ့နားကိုကျွန်တော် bless လုပ်တယ်သင်ရဲ့စိတ်နှလုံးပေါ်မှာလက်ကိုတင်ပါစိတ်နှလုံးဒီအသက်ရဲ့နှလုံးကိုစောင့်နေသူကအသက်ကိုစောင့်နေသူဖြစ်တယ်နှလုံးကအသက်ရဲ့အခြေအမြစ်ဖြစ်တယ်ဒီနေ့ပဲသင်စိတ်နှလုံးကောင်းကြီးပေးတယ်သင်ကြံစည်လေးတွေအားလုံးနှုတ်ကပတ်တော်ကပြောတဲ့ဟာတွေကိုကြံစည်လာဖို့ကောင်းကြီးပေးတယ်အကောင်းဆုံးတွေကိုကြံစည်ဖို့ quality တွေကိုကြံစည်ဖို့ကောင်းကြီးပေးတယ် million နဲ့ချီတာတွေကိုကြံစည်ဖို့ကောင်းကြီးပေးတယ်သင်ဘုရားပေးတဲ့အခါမှာ million billion နဲ့ပေးတဲ့အကြံစီတွေရောက်လာဖို့ကောင်းကြီးပေးတယ်သင်ဟာအားငယ်တော်သူမဟုတ်လူတယောက်ကိုလှုပ်ကြံတကယ်တော့မိဒီယာတစ်မျိုးလုံးလှုပ်ကြံလိုက်ပဲ$1ပေးတကယ်တော့$1 billionကိုပေးခွင့်ရလိုက်ပဲလေမဆန္ဒဘာဟန္ဒလာဘာယာယေရှုနာမနဲ့သင်တို့စိတ်နှလုံးအကြံစီအားလုံးကောင်းကြီးပေးတယ်ဒီနေ့စာပြီးသင်ဟာအိုးကိုတော်ကျွန်တော်ရဲ့သားကျွန်တော်ရဲ့ကလေးဟာဒီအေလီယာစာဖြစ်ရမလို့ဘုရားသခင်ပြောတယ်အေလီယာစာမင်းသားမဟုတ်ဘူးမင်းသားမဟုတ်ဘူးမင်းပိုင်မှာအေလီယာစာမဟုတ်မင်းပိုင်မှာဣသရေလဖြစ်တယ်ဘုရားရှင်ဝိညာဉ်တော်သင်ပြောနေတယ်အချို့တွေစိတ်ကူးတွေမားနေတယ်စိတ်ဓာတ်တွေကျနေတယ်ကျွန်တော်လုပ်ငန်းဒါလေးပဲလားကျွန်မလုပ်ငန်းဒါလေးပဲလားဒီ site ကလေးလားဒီလိုတဲတဲလေးလားဘုရားရှင်ဝိညာဉ်တော်ပြောအေလီယာစာမင်းသားမဟုတ်ဘူးဘုရားရှင်ဝိညာဉ်တော်ပြောတယ်ကောင်းကင်မှာရှိတဲ့ခြေတွေကိုရှေ့တွက်လို့မင်းသားတွေကထိုးကျဲကဲ့သို့များပြားလိမ့်မယ်မင်းသားသမီးတွေထိုးကျဲကဲ့သို့များပြားလိမ့်မယ်ဟိုးယေရှုနာမ၌စိတ်နှလုံးအချမ်းစီတွေကိုကောင်းချီးပေးတယ်ဘုရားရှင်ဝိညာဉ်တော်ပြောလူမားနေတယ်အေလီယာစာမဟုတ်ဘူးငါပေးခြင်းတဲ့သားကအေလီယာစာမဟုတ်ဘူးမင်းစိတ်ထဲမှာအေလီယာစာနဲ့ပဲဘဝကိုအဆုံးသတ်မယ်ထင်တယ်ဝိညာဉ်တော်ပြောတယ်ဒီ6လထဲမှာ miracle တွေအများကြီးရှိလိမ့်မယ်ဒီ6လအတွင်းထဲမှာအေလီယာစာနဲ့ Israel ဘာကွာလဲမင်းတွေ့ရလိမ့်မယ်ငါမင်းကို Israel နဲ့ဆိုင်တဲ့ vision ကိုဒီနေ့ပင်စပြပြီဒီနေ့ပင်သင်တို့စိတ်နှလုံးယေရှုနာမနဲ့ဖွင့်တယ်ကောင်းကင်ကျဲတွေကိုမြင်နိုင်ဖို့သင်တို့ရဲ့အနာဂတ်ကိုမြင်နိုင်ဖို့ကြီးမြတ်သောပုံကိုယ်တွေဒီထဲမှာရှိနေတယ်ယနေ့ပင်ဘုရားခင်သင်တို့ပေါ်မှာစီလောင်းနေတယ်သူအသက်တော်စီနဲ့လောင်းနေတယ်စီလောင်းပေးနေတဲ့ဘုရားရှင်က Holy Spirit တဲ့ဟာဒီနေ့သွေးသွန်းနာဆွဲတဲ့အမျိုးသမီးလိုပဲ and she said only I touch his cloth I will be healed halamaha ငါအဝတ်တော်ကိုတိုးတာနဲ့ငါချမ်းပါပြီအချို့တွေစပြီးပြောနေပြီငါချမ်းပါပြီကျွေးစားပြီးငါကျွေဝပြီငါကျွေဝပြီငါဒီဘက်တွင်ကျွေဝလိမ့်မယ်ငါဝင်ငွေရ10နှစ်ရှာခဲ့တဲ့ဝင်ငွေရငါတစ်လအတွင်းရလိမ့်မယ်10နှစ်ရှာခဲ့တဲ့ဝင်ငွေရတစ်လအတွင်းရလိမ့်မယ်အိုမ်ဒါဘာစန္ဒလာဘာခိုရာမစီခါရာဘာဟာသင်ရဲ့အုံနောက်ထဲက strong hold တွေအားလုံးဖြတ်စည်းတယ်သင်ရဲ့ imagination တွေ strong hold တွေအားလုံးဖြတ်စည်းတယ်ယေရှုနာမနဲ့ဖယ်ချတယ်ဒီနေ့ပင် positive desire တွေရောက်လာဖို့ positive desire တွေအိုအပေါင်းလက္ခဏာနဲ့ဆိုင်သောတတ်မှတ်ခြင်းတွေရောက်လာဖို့ကောင်းချီးပေးတယ်စိန်ဒါလာဟန်ဒိုလိုဘောဆာယာ Holy Spirit ကိုရသားသမီးတွေကိုဖြည့်ပေးပါယူပါယုံနေနဲ့ဖြည့်ပေးပါအိုးလုပ်ငန်းတွေပြပါအလုပ်တွေကိုပြပါလူတွေကိုပြပါ In the name of Jesus
In Jesus name In Jesus name Mama kata rabaha satakabaha Honda baha tanda lava seke debo shata Inga handa lama sindo honga baha Rapa pa 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 rahanda rambaha Riki te 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 Holy Spirit more when you're not in Yamaloshan other 10 of Yoba Ibahanda lama sanda laba kora mashanda laba rianda laba handa laba kora bahanda laba sanda laba Iga raba handa laba sanda laba handa laba kora bashanda laba Iga laba baba laba shanda laba hinga laba handa laba sanda laba Honda laba shanda laba kola baba baba laba baba 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 Hinda laba baba 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 rahanda laba sanda laba bahanga laba ha Iga laba handa laba kola mashanda laba kinda laba sanda laba kora mahanda laba kasanda laba kora bahanda laba shanda laba ilaba handa laba sonda laba kyonda laba shanda laba Iga laba handa laba kora mahanda laba rianda laba sanda laba riba handa laba kora mashanda Iba handa laba ilaba handa laba hola mama mama ina bahando sanda laba no hey yeah yeah hey yeah Handala baleo shalabara balaba ida la balebo sandala bayanda le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  ida hando hey ora bala 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 sanda bala 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 barianda laba Onda baba bara baba 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 bara basanda la bala bala baba hey la la basanda la bala 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 oh la baba la baba baba when you know them satwa ba chado ba dan kanes aswang om yoba miracle ဖြစ်လိမ့်မယ် ibala baba la baba baba la baba anda la baba la baba la baba anda la baba la baba baba Igala baba la baba 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 shanda la baba baba Igala baba sanda la baba kora ma shanda la baba Ila baba 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 sanda la baba baba Ila baba baba shanda la baba Ila baba Iba handa la baba sanda Onda la baba shanda bahanda la baba Ila baba handa la baba baba la baba baba la baba baba Ora baba sanda la baba la baba baba la baba baba Onda bala baba la baba baba bala baba 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 ela baba 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 sanda la baba 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 ela baba 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 ila bahanda la baba sanda la baba baba le baba baba ila la 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 baha ila la bahanda la baba sanda la baba baba ila baba baba sho la baba baba hey hey Handele bobo sanda ba la ba 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 ra sanda la ba 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 ra ba ha ela ba ma 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 ra sanda ba in Jesus mighty name amen Allah ကျွန်တော်ကြည့်ရအောင် hallelujah yo I am miracle walker I am miracle maker I am miracle walker. I have a miracle walking gift. Your miracle walking gift. Your miracle waiting gift mahopu. Your miracle waiting gift mahopu. ဘယ်နှယောက်နမိတ်လက္ခဏာစောင့်နေသူရှိတယ်လဲသင်လွဲနေတယ် miracle walking gift ဖြစ်တယ်အသင်ထဲမှာအခက်ဆုံးပြဿနာပါလေယောဂလားပတ်စံလားသင်လုံနေတဲ့ miracle ဒီ9ရက်မကျော်စီနဲ့
You can produce power. You can create things. ယခုဖြစ်သောအရာသည်အရင်ထင်ရှားသောအရာတွေကမဖြစ်ပဲလောကဓာတ်တို့သည်ဖျားသခင်ရဲ့အမိန့်တော်အားဖြင့်တည်တည်ကိုငါတို့သိကြ၏ကျမ်းစာအင်္ဂလိပ်ကျမ်းစာဒီလိုပြောတယ် The wall were framed by the word of God. The wall ကအေယွန်ဖြစ်တယ် The wall ဆိုတာဒီကာလကြီးခေတ်ကာလကြီး were framed ကတတိဆိုသူဟာ construction လိုပဲလုပ်ပလိုက်တယ် design ဆွဲပလိုက်တယ်ဘာနဲ့လဲ by the word of God Rhema နဲ့ Rhema ကိုပြောပြီးတော့အမိန့်ပေးတာအခုကျွန်တော်သင်ကို10 minute အချိန်ပေးခြင်းတယ်သင် miracle ကိုအမိန့်ပေးဖို့သင် miracle ကို produce လုပ်ဖို့ဘယ်နှယောက်လုပ်မလဲကျွန်တော် miracle တွေအပတ်တိုင်းဖြစ်တယ်ဒါပေမဲ့တသက်ခံဖို့အကြောင်းအချိန်မရဘူးတချို့နေရာတွေမှာတသက်ခံချက်တွေရှိတယ်ဒါပေမဲ့ဒီမှာအားလုံး miracle ကျွန်တော်တို့တသက်ခံဖို့အချိန်မရတိုင်း miracle ကို1 minute အတွင်းဒီ9ရက်မှာ miracle ဖြစ်လိမ့်မယ် financial miracle physical miracle ဒီ9ရက်အတွင်းမှာ miracle များစွာဖြစ်လိမ့်မယ်ဒီညအတွင်းဖြစ်လိမ့်မယ်မနက်ဖြန်လည်းဖြစ်လိမ့်မယ် hallelujah hallelujah ချို့အသင်းတော်မှာပါဝင်ဖို့ဂရုတော်ကြီးပေးထားရှိတယ်။ကျွန်တော်အဲ့ဒီ miracle လို့တယ်။ဒီ miracle အတွက်ကျွန်တော်ဆုတောင်းပေးမယ်။သင်ကိုယ်တိုင်ချိန်ညာမယ်။ဟာဒီ amount ဒီ number ငါပေးဖို့လိုအပ်နေတယ်။သင်ကိုလိုတဲ့ miracle ကသင်စားဖို့လိုတဲ့ miracle မဟုတ်။ဘုရားအိမ်တော်အတွက် miracle ။ဒီ miracle ဟာ9ရက်တွင်သင်ဘဝထဲမှာဖြစ်ပြလိမ့်မယ်။ miracle ဖြစ်တဲ့ကအရင်ဆုံးဘုရားနိုင်ငံတော်အရင်ပြင်ငါဘုရားကိုအရင်ပေးမယ်။ Amen. Miracle ဖြစ်လိမ့်မယ်။ဘုရားပေးပြီးတာနဲ့ပို့ဖြစ်လိမ့်မယ် miracle. Amen. ရှမွေလပြောသောစကားတစ်ခွန်းမှပြည့်စေတော်မမူဘူး။တဲ့မှာဧကအမှန်ဖြစ်လိမ့်မယ်။ယေရှုနာမ၌ကျင့်ကြတဲ့ဒီ9ရက်တွင်ထဲမှာဘုရားအိမ်တော်မှာပေးဖို့အတွက်လိုအပ်တဲ့ financial miracle ယေရှုနာမ၌တက်ရောက်စေ။ In the name of Jesus, receive now. Receive now. Receive now. Now. Alabasana bahana kasheke. In Jesus' mighty name. အကျိုးလုပ်ငန်းနဲ့ပတ်သက်တဲ့ miracle စေ။သင်ရာချီထောင်ချီတောင်းချီ miracle လို့တဲ့။ယေရှုနာမနဲ့9ရက်တွင်းမှာ miracle ဖြစ်ပြစေ။9ရက်တွင်းမှာ miracle ဖြစ်ပြစေ။ In the name of Jesus, receive your financial miracle now. Financial miracle now. The wall were framed by the word of God. The wall were framed by the word of God. Say it, Lord. Remago, say it, Lord. In Jesus' mighty name. Receive your miracle now. Oh la ba 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 ba. Ila ba ba sana la ba ya.